မင်္ဂလာပါဒီချက်ဒီ page လေးကနေပြီးတော့ AutoCAD 2D basic နဲ့ပတ်သက်တဲ့ရိုးရှင်းတဲ့ command လေးတွေကိုလိုက်ပြီးတော့လုပ်လို့ရအောင်ဒီချက်ဒီ page လေးမှာ command လေးတစ်ခုချင်းစီ video လေးတွေကို upload လုပ်ပေးသွားပါမယ်ဒီနေ့ပို့တော့ဒီချက်က unit အကြောင်းလေးကိုပြောပါမယ်AutoCAD တစ်ခုကိုဒီချက်တို့ကစပြီးတော့ create လုပ်တော့မယ်ဆိုလို့ရှိရင်ကိုဆွဲမဲ့ drawing ကပေလက်မနဲ့ဆွဲမှာလားမီတာမီလီမီတာနဲ့ဆွဲမှာလားဆိုတာကိုအရင်ဆုံးသတ်မှတ်ပေးရပါမယ်အခုဒီဗီဒီယိုမှာတော့ဒီချက်ကကိုဆွဲမဲ့ drawing ကမီတာ drawing ပေါ့နော်မီတာ drawing တစ်ခုရဲ့ unit ကိုဒီချက်ကိုစပြီးတော့သတ်မှတ်ပါမယ်Okay AutoCAD window ကြီးတစ်ခုကိုဒီချက်တို့ကဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အချိန်မှာများသောအားဖြင့်ဒီလိုထွက်ပေါ်လာတာကတော့ဒီလိုgrid line နေနဲ့ပေါ့နော်မြင်တွေ့နေရမယ်ဒီလို grid line တွေကိုဒီချက်တို့ကဖျောက်ပြီးတော့ဆွဲလေးချီတာဖြစ်တဲ့အတွက်ဒီ grid line တွေကိုဖျောက်ဖို့တော့ဒီချက်တို့က function key လေးကိုအသုံးပြုရမယ် function key ကဘာဖြစ်မလဲဆိုရင်ဒီချက်တို့က F7 ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူက grid off ဖြစ်သွားမယ်ပေါ့နော် F7 ကို on F7 ကိုနှိပ်တဲ့အချိန်မှာသူ့ရဲ့ function က grid on နဲ့ grid off ဖြစ်တယ်အခုဒီချက်တို့ကခုနပေါ်နေတဲ့ grid line တွေကို off လိုက်ပြီအခုဒီမှာဒီချက်ပြောမယ် unit ဆိုတာလေးလာမယ်ပေါ့နော် unit ဆိုတာအခုဒီချက်ဒီ drawing ကို meter drawing ဖြစ်ဒီချက်ကို unit တစ်ခုသတ်မှတ်မယ်ဒါဆိုရင် unit ရဲ့ shortcut command ဖြစ်တဲ့ဒီချက်တို့က un ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်မယ်ခောက်လိုက်တာနဲ့ drawing unit ဆိုတဲ့ဒီ box လေးထွက်လာမယ်အဲ့ဒီ box လေးမှာဒီကဲတော့ဒီမှာအရင်ဆုံးကြည့်လိုက်မယ် insertion scale ဆိုတာလေးရှိတယ်အဲ့ဒီမှာဒီချက်ကသတ်မှတ်ချင်တာက meter ဖြစ်တယ် meter ဆိုတော့ဒီဘေးနားလေးမှာ drop down arrow လေးရှိတယ်ဒါလေးကိုဒီချက်တော့တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ရင် meter ဆိုတာလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ဒီပေါ်လေးကိုတစ်ချက်ပြန်သွားမယ်ဒီ type နေရာမှာ meter ဖြစ်တဲ့အတွက်ဒီချက်တော့ decimal ပဲသတ်မှတ်မယ် decimal လို့သတ်မှတ်ပြီး precision ဆိုတဲ့နေရာမှာကျတော့ဒသမရဲ့နောက်မှာ3ညဘယ်နှလုံးထားမလဲဆိုတော့ကိုကသတ်မှတ်ပေးရမယ်ဒသမရဲ့နောက်မှာဥပမာထားပါတော့ဒီချက်တော့ 3.281 မီတာဆိုရင်နောက်မှာဒသမနောက်မှာ3ည3လုံးသတ်မှတ်မှာဆိုရင် 0.000 ဆိုပြီးသတ်မှတ်ပေးရမယ်ဒီဗီဒီယိုမှာတော့ဒီချက်ကဒသမနောက်မှာ3ညနှလုံးပဲထားမယ်လို့သတ်မှတ်မယ်အဲ့ဒီလိုပဲဒီ angle တွေမှာဆိုရင်လည်း degree တွေပေါ့နော်ဒီချက်တော့ degree တွေကိုသတ်မှတ်မယ် degree တွေမှာ20 degree ရှိမယ်ဒါမှမဟုတ်တချို့နေရာလေးဆိုရင်ဒီချက်တော့ precision လေးနဲ့သတ်မှတ်ချင်တယ်ဆိုရင် 20.5 20.55 ဒါမျိုး degree တွေကိုဆိုရင်လည်း precision ကိုဒီချက်ဒီဗီဒီယိုမှာတော့ 0.0 ဆိုပြီးတော့ပဲသတ်မှတ်ပေးမယ်เนาะဒါဆိုရင်ဒီချက်တို့ကကိုဆွဲခြင်းတဲ့ unit ကကိုယ့်ရဲ့ဒီ drawing တစ်ခုလုံး unit က meter လို့သတ်မှတ်ပြီးပြီးတော့ဒီချက်တို့ဆွဲသမျှ unit တိုင်းက 0.00 နဲ့ထွက်မယ်ဆွဲသမျှ angle တိုင်းက 0.0 နဲ့ထွက်မယ်ဆိုပြီးတော့ဒီ drawing ကိုဒီချက်တို့ command ပေးလိုက်ပြီဒါဆိုရင် okay ဆိုပြီးနှိပ်ပြီးထွက်လိုက်အဲ့လို okay ဆိုပြီးနှိပ်ပြီးထွက်လိုက်တဲ့အချိန်မှာဒီချက်တို့ကဒီ drawing တစ်ခုလုံးက meter drawing window ကြီးဖြစ်သွားပြီဒါဆိုရင်ဒီချက်တို့အခုဆွဲမယ်အခုဆွဲလိုက်မယ်အတိုင်းတာတိုင်းကဥပမာထားပါတော့ဒီချက်1000ဆိုပြီးတော့unit တစ်ခုဆွဲလိုက်မယ်အဲ့ဒီ1000ဆိုတာကဘာဖြစ်မလဲဆိုတော့ဒီချဲတို့ဆွဲလိုက်သမျှ measurement အတိုင်းတာတိုင်းအားလုံးကမီတာဖြစ်နေမယ်ဘာဖြစ်လို့လဲဆိုတော့ဒီချဲတို့ကဒီ window ကြီးကိုချဲတို့ရဲ့ drawing window ကြီးကို meter window အဖြစ်သတ်မှတ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါကဲเนาะ unit သတ်မှတ်တာလေးကတော့ဒီဗီဒီယိုလေးမှာပဲဆုံးသက်လိုက်မယ်เนาะနောက်ဗီဒီယိုတွေကြာရင်ဒီချက်comment ပေါ့နော် very simple comment လေးတွေကို like လုပ်လို့ရအောင်ချက်တစ်ခုချင်းစီတင်ပေးသွားမယ်เนาะကျေးဇူးတင်ပါတယ်